အားလုံးပဲမင်္ဂလာပါဗျဒီခေါက်တော့ကျွန်တော် AutoCAD 2D lesson 6လေးကိုကျွန်တော်ဆွဲပြသွားပါမယ်အဲ့တော့ကျွန်တော်ဒီရဲ့ဆွဲမဲ့ပုံလေးကတော့ဒီပုံလေးပေါ့နော်အဲ့တော့ကျွန်တော်ဒီပုံလေးကိုမဆွဲခင်မှာအရင်ကြည့်ကြည့်မယ်ဆိုရင်ဒီဘက်မှာစဝိုင်း2ဝိုင်းရှိရပေါ့နော်ဒီမှာ radius 3.9 ရဲ့ 7.8 ရဲ့ပြီးတော့ဒီဘက်နဲ့ကတူတယ်ပေါ့နော် radius တွေပြီးတော့အလယ်မှာစဝိုင်းကြီးတစ်ခုရှိတယ်ပြီးတော့ဒီမှာလည်းစဝိုင်း1ဝိုင်းရှိသေးရပေါ့နော်ဒါနဲ့ဝင်းထိမြင်ဒါနဲ့ဝင်းထိမြင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်လိုဆွဲမလဲဆိုရင်ဒီဘက်ကအရင်ဆွဲမယ်အရင်ဆုံးကျွန်တော်ဒီအထက်က3လုံးကိုကျွန်တော်အရင်ဆွဲကြည့်မယ်ပေါ့နော်စဝိုင်းနေအရင်ဆွဲကြည့်မယ်အဲ့တော့ reference line 62.4 ပေါ့နော်အဲ့ဒါကိုကျွန်တော်အရင်ဆွဲကြည့်လိုက်ပါမယ်တော့ line ကိုယူလိုက်မယ်62.4 ပေါ့နော်အဲ့တော့ကျွန်တော်အမှ reference line လေးရသွားပြီဆိုရင်3.9 နဲ့ 7.8 cycle ယူလိုက်မယ် radius 3.9 နောက်က 7.8 နော် 3.9 နဲ့ 7.8 အဲ့ဆိုရင်ကျွန်တော်တို့ဒါလေးကိုပဲကျွန်တော်ဆက်လက်မှတ်လိုက်မယ်ဆက်လက်မှတ်တဲ့အချိန်မှာကျွန်တော်တို့ကဒီဟာပေါ့နော်ဒီလိုမှတ်တာရှိတယ်ပေါ့နော်ဒီလိုမှတ်မယ်ဆိုရင်တော့သူကအကုန်လုံးပါသွားမှာပေါ့နော်ဒီလိုအကုန်လုံးပါသွားမှာသူကမှတ်တာပေါ့နော်ဒီအောက်ကနေမှတ်မယ်ဆိုအောက်ကနေဒီလိုမှတ်လာမယ်ဆိုတော့သူကထိတာနဲ့မှတ်မှာပေါ့နော်ထိတာနဲ့မှတ်မှာပေါ်မှာကျတော့သူထိရုံနဲ့မမှတ်ဘူးအကုန်လုံးတစ်ခုလုံးပါမှတ်တာပေါ့နော်အဲ့ဒါကတော့ဆက်လက်မှတ်တဲ့ဟာလေးပေါ့နော်ကျွန်တော်ကြုံလို့ပြပြလိုက်တာပြီးတော့ဒီမှာဒီလိုဆက်လက်မှတ်လိုက်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်က copy ကူးမယ်ဒီကနေဒီရောပေါ့နော်ပြီးတော့အလဲကစောက်ဝိုင်းလေးကျွန်တော်ဆွဲမယ်တော့ 11.7 ရဲ့ 19.5 ရဲ့ 11.7 နောက်တစ်ခု 19.5 ဟုတ်တယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တန်းညက် line တွေဆွဲမယ်တန်းညက် line တွေဆွဲပြီးရင်ဒီမလိုတဲ့ဟာလေးပိုတဲ့ဟာလေးကျွန်တော်ဖြတ်လိုက်တော့ရပြီပေါ့နော်အဲ့တော့တန်းညက် line ဆိုရင်ကျွန်တော် line လေးယူလိုက်မယ်ဒီမှာ shift နဲ့ right click ရတွဲနေလိုက်မယ်ဆိုရင်ဒီဘောက်လေးပေါ်လာအဲ့မှာကျွန်တော်တန်းညက်ကိုရွေးပေးပေါ့နော်ဒီမှာ click မှတ်ပြီးရင်ဒီမှာလည်းတန်းညက်ကိုရွေးပြီးတော့ဒီမှာမှတ်လိုက်မယ်ဆိုရင်တော့တန်းညက် line လေးရတော့အဲ့တော့ကျွန်တော်တို့ဒါတန်းညက် line လေးကိုကျွန်တော်တို့က mirror ခောက်ပြီးတော့ကူးသွားလိုက်လို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့touch တစ်ခုစီလိုက်ဆွဲနေလည်းရတယ်ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော် mirror ခောက်လိုက်အောင်မယ်ဒါကပုံမြန်တာပေါ့နော် mirror ဆိုပြီးတော့ကျွန်တော်ဒီကနေခောက်လိုက်မယ်နာပြီးရင်ကျွန်တော်ဒီနှစ်ခုလုံး select မှတ်မယ် mirror ယူမယ်ဒီကနေဒီကိုနာပေါ့နော်โอเคအဲ့ဒါဆိုရင်တော့ကျွန်တော်ဒီမှာမလိုတဲ့ဟာလေးကျွန်တော်လိုက်ဖြတ်လိုက်မယ်ပေါ့နော် TR enter train meet နဲ့လိုက်ဖြတ်လိုက်မယ်အားဆိုရင်တော့ဆွမ်းနာကျွန်တော်ဒီပုံလေးရသွားပြီပေါ့နော်အခါကျမှကျွန်တော် dimension လေးနည်းပါလိုက်ထိုးလိုက်မယ်ပေါ့နော်ဒီနှစ်ခုပါဝေးက 62.4 ပြီးတော့ radius လေးပေါ့နော် 7.8 3.9โอเคအဲ့ဒါတော့ဒီပုံလေးရပြီးတော့ပေါ့နော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်နောက်ဗီဒီယိုတွေမှာနောက်ထပ် lesson တစ်လေးတွေကျွန်တော်ထပ်ပြီးတင်ပြတော့မယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ